မြင်္ဂလာပါမနေ့ပြန်ခုနှစ်ရက်သားသမီးများအတွက်တရက်တာဆောင်းဝင်ရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့အလုပ်ကိုအချိန်ဟုန်နဲ့တိုးချက်တဲ့နေ့လေးဖြစ်ပါတယ်အတိုက်ခံမှန်သမျှအနိုင်ရနိုင်တော့လေမိတ်ဆွေရင်အနိကလူရင်းများရဲ့ဒုက္ခပေးခြင်းကိုခံရတတ်ပါတယ်အိမ်တွင်းရေးမှာတော့ငွေကိုအကြောင်းပြုပြီးတော့စကားများနေရတတ်ပါတယ်အခြေရေးမှာတော့ကြားလေအနေဝေးတတ်ပါတယ်လေးကိုပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရောင်တော့အနက်ရောင်နဲ့မရမ်းရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဲ့အဖေမှာရှောက်တိတုတ်ကတ်လို့ပူဇော်ပေးပါ။တနင်္လာသားသမီးများအတွက်ယနေ့မှာတော့အလုပ်မှာဝေခွဲအခက်ဆုံးပြခတ်တာမျိုးတွေဖြစ်တတ်ပါတယ်။အထင်လွဲဆွဆွဲခံရတတ်ပါတယ်။ရွှေလက်ဝေဒနာပစ္စည်းတွေထွက်သက်ပြောက်သက်ပျက်စီးတတ်ပါတယ်။အထက်လူကြီးအကြီးကဲများစီကနေပြီးတော့အကူအညီအထောက်ပံ့တွေရရှိတတ်ပါတယ်။ဘိုက်အောင်ဘိုက်နာဖြစ်တတ်ပါတယ်။အခြေရေးမှာတော့တာယာနေပါလိမ့်မယ်။ငါးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ရွှေဝါရောင်နဲ့ညီညွတ်ရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရာဖျားမှာပူတင်းပေါင်မကတ်လို့ပူဇော်ပေးပါ။အင်္ဂါသားသမီးများတို့ယနေ့မှာတော့အဖက်ဖက်ကနေပြီးတော့ကံအခွင့်အလမ်းအလွန်ကောင်းတဲ့နေ့လေးဖြစ်ပါတယ်။အာယုံကျော်အကျော်နဲ့ပတ်သက်ပြီးတော့ဝေဒနာများခံစားရတတ်ပါတယ်။အခြေအေးမှာတော့ကြည်နူးချမ်းမြေ့စရာများနဲ့ကြုံတွေ့ရတတ်ပြီးတော့အိမ်တော်ရေးမှာတော့အဆင်မပြေမှုတွေများနေတတ်ပါတယ်။ခေါင်းမူကောင်းကိုက်ဖြစ်တတ်ပါတယ်။သုံးရှိပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဲ့အဖေမှာကောင်းကျင်းပေါင်းကတ်လို့ပူဇော်ပေးပါ။ဗုဒ္ဓဦးသားသမီးများတော့ယနေ့မှာတော့အကြံဖန်ပြီးတော့ငွေကုန်ကြေးကြများနေတတ်ပါတယ်။အလုပ်မှာအတိုက်ခိုက်အနောက်ရှက်တွေများနေတတ်ပါတယ်။အိမ်တွင်းရေးမှာလည်းမသားမယာဖြစ်နေတတ်ပါတယ်။ပိုင်းအောင်ပိုင်းနာဖြစ်တတ်ပါတယ်။ချစ်သူစီကနေပြီးတော့သတင်းကောင်းများကြားတတ်ပါတယ်။တစ်သုံးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်နဲ့ချက်တွေးရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဲ့အဖေမှာလိန်ပေါ်ရီကတ်လို့ပူဇော်ပေးပါကြာတာပရိသတ်သမီးများတော့ယနေ့မှာတော့အိန္ဒိယထိုင်တဲ့အစာအုပ်နဲ့ပတ်သက်ပြီးတော့အခွင့်အရေးကောင်းတွေပေါ်ပေါက်လာပါမယ်မထင်မှတ်တဲ့နေရာနေပြီးတော့ငွေကြေးများဝင်လာပါလိမ့်မယ်ဆွေမျိုးသားချင်းများရဲ့ဝမ်းသာစရာသတင်းကောင်းတွေကြားပါလိမ့်မယ်မျက်စိနဲ့ပတ်သက်ပြီးတော့စိတ်တော့ကရောက်ရတတ်ပါတယ်တင်ကားပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်နဲ့ချက်တွေးရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဲ့အဖေမှာအုံနှုတ်ခေါက်ဆွဲကတ်လို့ပူဇော်ပေးပါတောက်ကြသားသမီးများအတွက်ယနေ့မှာတော့အဆအဆအရာအဆင်ပြေအောင်မြင်နေပါလိမ့်မယ်လူမျိုးကြပါတာကြာဆက်တူရှယ်ယာကိစ္စများအတွက်အဆင်ပြေအောင်မြင်ပါလိမ့်မယ်အခြေအနေနဲ့အိမ်တော်ရေးမှာတော့တဦးနဲ့တဦးဖေးမကူညီမှုများနဲ့တာယာနေပါလိမ့်မယ်ငွေကန်းတော့ကောင်းပါတယ်ခြေတော့မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်တစ်သုံးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ်းနုရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရာဖျားမှာအုံနိပါရင်မုတ်ကတ်လို့ပူဇော်ပေးပါစနေသားသမီးများတော့ယနေ့မှာတော့ငွေကြေးကံသားကောင်းနေပါမယ်မထင်မှတ်ပဲနဲ့ငွေအစုလိုက်ပြုံလိုက်ဝင်လာတတ်ပါတယ်သူများပြဿနာကိုပြဿနာဖြစ်တတ်ပါတယ်ဆွေမျိုးမိသားစုများအတွက်တောကကြုံတွေ့ရတတ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့စိတ်လီနေတတ်ပါတယ်ခေါင်းတချမ်းကိုက်တတ်ပါတယ်အခြေအေးမှာတော့စိတ်နှောက်ယှက်ဖြစ်စရာလေးတွေကြုံတွေ့ရတတ်ပါတယ်နှစ်ခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်နဲ့အနက်ရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဲ့အဖေမှာကိတ်မုံနှစ်ချက်ကတ်လို့ပူဇော်ပေးပါအားလုံးကျမ်းမာချမ်းသာကြပါစေ